ကဲဒီနေ့မှာဆိုရင်တော့ကျွန်တော်တို့ဒါပုံမှန်ပြုလုပ်ပေးနေကြဖြစ်တဲ့ပွဲချုပ်30ချက်တွေနဲ့မတူဘဲနဲ့ဒီနေ့မှာဆိုရင်တော့ကျွန်တော်တို့ဒါ Chelsea fan ကိုဆွဲနဲ့ကျွန်တော်ဒါ Favali United fan နဲ့ဒါအတူတူတွဲပြီးတော့ဒီပွဲစဉ်တွေဒါပွဲချုပ်30ချက်တွေနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီပွဲစဉ်လေးကတော့ကျွန်တော်တို့ဒါမေလ18ရက်နေ့မနက်အစောပိုင်း7:45မိနစ်မှာရှိမယ်ကစားမယ်ဒါပွဲစဉ်လေးတစ်ပွဲပဲဖြစ်ပါတယ်ဒီပွဲစဉ်ကတော့ကျွန်တော်တို့ဒါ Chelsea အသင်းအတွက်ကတော့တကယ်ကိုအရေးကြီးတဲ့ပွဲစဉ်တွေပဲပေါ့နော် United အတွက်ကတော့တင်မတူနေမတူဖြစ်သွားခဲ့ပြီပေါ့နော်ဒါပေမဲ့လည်း Amorim အနေနဲ့ကျွန်တော်တို့ဒါ Chelsea နဲ့ United ဆိုတာကအရင်ကတည်းကအတိုင်းပဲကျွန်တော်တို့ဒါပြိုင်ဆိုင်မှုတွေကပြင်းထန်ခဲ့တာဆိုတော့နော်အနိုင်ရှုံးပေါ်ဖို့ကတော်တော်လေးခက်တယ်တည်ကြတဲ့ရလက်ကတော်တော်များတယ်ကျွန်တော်ပထမအကျော်မှာတော့လည်း Chelsea နဲ့ Man U ဒါတည်ကြခဲ့ရပါတော့နော် United အိမ်ကွင်းမှာဒါ1-1ဆိုရရလက်နဲ့ပဲပြီးဆုံးခဲ့တယ်အဲ့တော့ဒီပွဲစဉ်မှာဆိုရင်ရောUnited အနေနဲ့ဒါ Chelsea ကိုနိုင်သွားနိုင်မလားဒါမှမဟုတ် Chelsea ကပဲ United ကိုဒါပြန်ပြီးတော့အနိုင်သွားနိုင်မလားဆိုတော့တော်တော်လေးတော့စိတ်လှုပ်ရှားဖို့ကောင်းတယ်တော်တော်လေးလည်းကြီးကျယ်နေပြီဗျာပရိသတ်တန်းအားလုံးကစောင့်မျှော်နေကြတဲ့ပွဲစဉ်တွေပဲပေါ့ဟုတ်တယ်ဗျအားကြောင့်ဒီပွဲလေးကိုကြောတာပွဲချုပ်30ချက်လေးနဲ့ဒါစားလိုက်အောင်ဒီတော့ကျွန်တော်တို့ဒါကိုဇွဲကနေစပြီးတော့ဒါ Chelsea နဲ့ပတ်သက်တဲ့အကြောင်းအရာလေးအရင်ဆုံးစပြီးတော့ပြောပြပါChelsea ကပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီပွဲကမဖြစ်မနေနိုင်မှရမယ်ပွဲ Chelsea အတွက်ပေါ့ Chelsea အသင်းကကျွန်တော်ရှေ့မှာကျွန်တော် Newcastle ကို2-0နဲ့ရှုံးသွားတယ်အဲ့ဒီရလက်ကြောင့်ပဲဒီပွဲက Chelsea အတွက် pressure ပို့ပြီးတော့များလာပြီ Chelsea ကလက်ကျန်2ပွဲရှိတယ်ကျွန်တော် United နဲ့ပြီးလို့ရှိရင် Nottingham နဲ့ဒါတပွဲရှိသေးတယ်အဲ့2ပွဲလုံးမှာ Chelsea ကလုံးဝအမားခံလို့မရတော့ဘူးဒီတက်ဆိုးတာက Chelsea အသင်းရဲ့ဒါ Newcastle နဲ့ပွဲမှာဒါ Nicolas Jackson ရဲ့အမှားကြောင့်ပဲကျွန်တော်ဒါရှုံးပွဲတွေ့ခဲ့ရတယ်ပြီးလို့ရှိရင် Nicolas Jackson လည်းအနီကက်ရပြီးတော့ကျွန်တော်ပွဲပယ်ခံလိုက်ရတယ်အားကြောင့်မလို့ဒီအခုလိုအရေးကြီးတဲ့ပွဲမှာ Nicolas Jackson မပါဘူးဒါပေမဲ့ Chelsea အသင်းဘယ်လိုပွဲထွက်လာမလဲဆိုလို့ရှိရင်ကျွန်တော် Nicolas Jackson หนีသွားတာကိုကျွန်တော်အနေနဲ့ပို့ပြီးတော့တောင်သဘောကျတယ်ဘာလို့ဆိုတော့ကျွန်တော် fan တယောက်အနေနဲ့ကျွန်တော် line up မှာ Nicolas Jackson ကိုမကြိုက်ဘူးအခုဆိုလို့ရှိရင် Jackson မပါတော့ဘူးဆိုလို့ရှိရင်တေချာပေါက် Pedronato ကိုကျွန်တော်အနေနဲ့အထောင်တိုက်စစ်မှုထားမှာပဲ Chelsea အသင်းဒါ Pedronato အထောင်ထားမယ်ပြီးလို့ရှိရင်ဒီဘက်မှာ Sancho နဲ့ဟိုဘက်မှာ Madueke ဒါနံပါတ်10 row မှာ Copa မှာနဲ့ဒါတိုက်စစ်အစုအဖွဲ့ကဒီလိုပုံစံမျိုးလေးဖြစ်သွားမယ် Nicolas Jackson တက်စားလို့ရှိရင်တော့တေချာပေါက်ဒီတိုက်စစ်က Chelsea အသင်းအတွက်အလုပ်ဖြစ်လိမ့်မယ်လို့တော့ကျွန်တော်ထင်တယ်ကိုယ်နဲ့ဘိုင်းကတော့ trade to ပြောင်းလဲမှာမဟုတ်ဘူးဒါ Lavia နဲ့ Enzo Fernandez နောက်တိုင်းမှာဆိုလို့ရှိရင်လည်း Caicedo ကို side back ထုတ်ထားပြီးတော့အဲ့ပုံစံတိုင်းမျိုးပဲ Chelsea ကလာလိမ့်မယ်ဒါကျွန်တော်ပထမဆုံးအမြင်က Chelsea လူစင်းအမြင်လေးကိုဒီလိုလေးမြင်တာတော့ကျွန်တော်အနေနဲ့ဒီပွဲမှာ Chelsea အသင်းကောင်းကောင်းအလုပ်ပြနိုင်လိမ့်မယ်လို့တော့ကျွန်တော်ထင်ပါတယ်ဒီပွဲမှာတော့ဟုတ်ကဲ့ကျွန်တော်ဒါ United အသင်းနဲ့ပတ်သက်ပြီးတော့ဒါပြောပြရမယ်ဆိုရင်တော့ဒီပွဲစဉ်မှာကျွန်တော်တို့ဒါရှိရကစားခဲ့တဲ့ဒီ1နဲ့ပွဲစဉ်မှာပေါ့နော် Leni Euro ကတော့ injury ဖြစ်ခဲ့တယ်ဆိုတော့ Leni Euro ရဲ့ injury ကတော့ဒါကြီးတော့မပြင်းထန်ဘူးဆိုပြီးတော့ကျွန်တော်ဒီ Ruben Amorim ကတော့ပြောထားတယ်ဆိုပေမဲ့ဒီပွဲစဉ်မှာပါဝင်လာနိုင်ဖို့ဆိုတာတော့အဲ့လောက်ကြီးတော့မလွယ်ဘူးဒါပေမဲ့ United ရဲ့တက်ရှိပိုင်းရတယ်ဗျာဒီရာသီမှာတွင်ကိုကလည်းကျွန်တော်တို့လောက်ငန်းကြီးရှိထားတဲ့အခြေအနေလည်းမဟုတ်ဘူးကျွန်တော်ဒီရာသီမှာပြကြရဆိုလို့ United နဲ့အခုလည်းရှိEuropa League မှာ final ထိရောက်သွားတယ်ပေါ့နော်အဲ့ဒါတခုပဲကျွန်တော်တို့မှာထုတ်ပြစရာရှိတယ် Chelsea ရဲ့တိုက်စစ်ကလည်းခုနကကိုဆွဲပြောလို့ပဲဒါ Nicolas Jackson မပါတာပဲတော်တော်လေးကန်ကောင်းတယ်လို့ပြောတာပေါ့နော်ကန်ကောင်းတယ်လို့ပြောရမှာအဲ့တော့ဒီပွဲစဉ်မှာဆိုရင် United အနေနဲ့ဆိုရင်လည်းဒါ Chelsea ရဲ့အိမ်ကွင်းမှာဒါနိုင်ဖို့ဆိုတာတော်တော်လေးတော့ခက်ခဲပါတယ်ဒါပေမဲ့ United အနေနဲ့ဒါအဝေးကွင်းပုံစံတွေကပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဒါပြီးတော့ဒီပွဲစဉ်က Premier League ပွဲစဉ်လည်းဖြစ်နေဆို Ruben Amorim အနေနဲ့ကျွန်တော်ဒါရှေ့မှာလည်းပြောတာဗျာ Premier League ပွဲစဉ်တွေကဒီရာဒီမှာဟိုနိုင်သွားလဲအဆင့်ကဒီကလည်းထက်တက်မဲ့အခြေအနေကလည်းမရှိတော့ဘူးဆိုတော့သူတို့အနေနဲ့ဒါဖြစ်တယ်လို့အနည်းဆုံးဒါတေးလောက်ပဲထိန်းပြီးတော့ကန်မယ်လို့ပဲကျွန်တော်တော့ထင်တယ်ဒီပွဲကပြောမှဆိုရင်ကျွန်တော် Chelsea နဲ့ United နဲ့တွေ့လို့ရှိရင်အမြဲတမ်းကျွန်တော် Chelsea ရဲ့ဖြတ်မြင်အသင်းလို့လည်းပြောလို့ရတယ်ကျုပ် Man U ဘလောက်ပဲဆိုသူတို့ပုံစံဘလောက်ပဲဆိုအရေးကြီးတဲ့ပွဲစဉ်တွေကြားလို့ရှိရင်ကျွန်တော်မထင်မှတ်ထားတဲ့အခြေအနေမှာလောက်တတ်တယ် Man U ကအဲ့တခုတော့ကျွန်တော်အမြဲတမ်းတတိယရှေ့မှာဆိုတော့ဆိုလို့ရှိရင်လည်းမနစ်ကရာဒီကျုပ်တော်တော်လေးအခြေအနေဆိုတယ်ဒါပေမဲ့ FA Cup Final မှာကျုပ် Man City ကိုလုံးဝနိုင်သွားတာဆို FA Cup Final ဆိုမှဗျအဲ့ပွဲစဉ်ကတကယ်ကိုကြည့်လို့ကောင်းတဲ့ပွဲစဉ်ဘယ်သူမှမထင်ထားတဲ့အခြေအနေဗျ Man City ကအဲ့လက်ရှိ Champion ဖြစ်သွားတယ်အဲ့ဒီမှာဟုတ်တယ် Premier League Champion အသင်းကိုကျွန်တော်တို့ United အနေနဲ့ FA Cup မှာပြန်ပြီးတော့တွေးတဲ့အနေထားမှာနောက်ပြီးတော့ Premier League မှာတွေးတဲ့အကြော်တော့ကလည်းတပွဲမှနိုင်တာမရှိဘူးဗျ FA Cup ပွဲစဉ်မှာပဲဒါ Man City ကိုအနိုင်ယူပြီးတော့ဒီ Fla ကိုသိမ်းနိုင်ခဲ့ရဆိုအဲ့အခြေအနေတော့ကလည်းတကယ်ကိုမဖြစ်နိုင်တာလေလုပ်ပြရဗျဟိုဘယ်လိုပြောရမလဲ United ကတကယ်ကိုဂျင်းနဲ့ကြက်တဲ့အခက်အခဲဖြစ်နေတဲ့အချိန်ဆိုရင်လုပ်ပြတတ်တဲ့အတင်းဒါအတင်းတိုင်းဒါဟိုတနေ့တော့အဲ့နေ့တော့ဆိုရင်လည်း Chelsea ကတကယ်တမ်းဆိုရင် Champions League ဝင်ခွင့်ရသွားမဲ့အခြေအနေကို United က FA Cup ရပြီးတော့ Champions League ဝင်ရသွားပါတော့အဲ့တော့အခုလက်ရှိအခြေအနေမှာလည်း Chelsea က Champions League ဝင်ခွင့်ရဖို့အတွက်ဒါစူးစမ်းနေတဲ့အခြေအနေမှာ United က Chelsea အသင်းအတွက်ကြောင့်ဒါ United ကဒါဖြတ်မြင့်အသင်းလဲဒါဖြစ်သွားနိုင်တယ်ပေါ့နော်ဒီပွဲစဉ်မှာ United ကို Chelsea အနေနဲ့တေးကြသွားမယ်ဆိုရင်တေးကြပေါ့ Champions League ဝင်ခွင့်ရဖို့ကလုံးဝမဖြစ်နိုင်တော့ဟုတ်တယ်အဲ့လိုမျိုးအနေထားဆိုတော့ Chelsea အသင်းအတွက်ကလည်း pressure တော်တော်များတယ်ဒီပွဲကဒါပေမဲ့ Chelsea အသင်းမဖြစ်မနေနိုင်မှုကလည်းလိုအပ်တယ်ဒါပေမဲ့ Man U ကိုကြည့်မယ်ဆိုလို့ရှိရင်လည်း United ကကျုပ်
ဒီပွဲကသူတို့အတွက်အရန်ကြီးအရေးမကြီးဘူးဗျာဒီပွဲကသူတို့ရှိတဲ့လူချင်းနဲ့ကစားလိုက်လို့လည်းရတယ်သူတို့အဓိကအောင်ဆိုင်တာကြော Europa League Final Europa League Final ကလည်းတခြားဥရောပပွဲစဉ်တွေထွက်အစောဆုံးကန်ရမှာကြောမီလာ22ရက်နေ့မှာကန်ရမှာအဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့တေချာပေါက်ဒီပွဲတော့လူကုန်ထုတ်လာမှာမဟုတ်ဘူး United ဘာလို့ဆိုရက်ကနီးတယ်ဗျာ18ရက်နဲ့22ရက်နေ့ဆိုတာဂျားထဲမှာပွဲမရှိတော့ဘူးသူတို့အဲ့ပွဲအတွက်ကိုတေချာပေါက်အာယုံစိုက်မယ်ဆိုလို့ရှိရင် Chelsea နဲ့ပွဲကိုသူတို့ 100% မှာကြော80% လောက်ပဲသူတို့ဒါပွဲထွက်လာလိမ့်မယ်ဗျာဒါပေမဲ့တခုတော့ပြောလို့ရတယ်ဗျာဘာလို့ဆိုဒီဝမ်နဲ့ပွဲစဉ်တော့ဆိုရင်လည်းဒီပွဲစဉ်မတိုင်ခင်ပေါ့နော်ဒါလူစင်းတွေပါတယ်အကုန်မထုတ်ဘူးလို့ဒါပြောခဲ့ပေမဲ့လည်းဒီဝမ်နဲ့ပွဲစဉ်မှာတော့မှပဲကစားသမားအပြောင်းလဲလုပ်ခဲ့တာဆိုလို့ဒီဘန်ဒါတယောက်လောက်ပဲကိုသမားအပြောင်းလဲလုပ်ခဲ့ပါတော့ကျန်တဲ့ကစားသမားတော်တော်များများအကုန်လုံးဒါ line နဲ့အစုံသုံးသွားတယ်လို့ပြောလို့ရတယ်ဒါပေမဲ့လည်းအပွဲစဉ်မှာကစားခဲ့တဲ့အနေအထားကြီးကြည့်မယ်ဆိုရင်ကစားသမားအနေနဲ့ဆိုရင်လည်းတော်တော်လေးဟိုစိတ်ပြက်လေးပြက်နဲ့မကစားခြင်းပဲကစားနေရတဲ့ပုံစံတွေမြင်ခဲ့ရတယ်ပေါ့နော်ဒါပေမဲ့ဒီပွဲစဉ်ကတော့အဲ့လိုမျိုးဖြစ်မယ်လို့တော့မထင်ဘူးဘာလို့ဆိုတော့ရူဘင်အာမိုရင်အနေနဲ့ဆိုရင်လည်းဒီကြပေါက်ဒီပွဲစဉ်မှာအနည်းဆုံးတော့ဟိုမရှုံးအောင်တော့ကစားရပြတေလောက်တော့ထင်းကန်သွားလိမ့်မယ်ဒါပေမဲ့ဟိုကန်ကောင်းရဲ့နိုင်အောင်နိုင်သွားမယ့်အခြေအနေရှိတယ်ဘာလို့ဆိုတော့ United တိုက်စစ်ပိုင်းကိုကျွန်တော်ကမယုံလို့ပြောဘာလို့ဆိုတော့ United တိုက်စစ်က Whiteland တို့ဘာတို့ကအဲ့လောက်ကြီးရေရိုက်ထဲမှာမပါဘူးဗျာကိုသွင်းမယ်ဆိုရင်ကျွန်တော်တို့ဒီ win back တွေဖြစ်တဲ့ Gala Cho တို့ Amadia တို့ဒီကစားသမားတွေပဲတက်ပြီးတော့သွင်းနေရတဲ့အခြေအနေဆိုတော့ဒီပွဲစဉ်မှာ United နိုင်သွားခဲ့ဆိုရင်တော့မှပဲဒီ Ahmed တို့ Gala Cho တို့ဒါ Bruno Fernandes တို့ဒီကစားသမားတွေသွင်းပြီးပဲဒီပွဲစဉ်မှာနိုင်သွားလိမ့်မယ်လို့ထင်တယ်အဲ့ကစားသမားတွေဆိုလို့လဲအဲ့ကစားသမားတွေ line နဲ့ပါချင်မှပါလိမ့်မယ်ဘာလို့ဆိုဒုတိယပိုင်းဝင်အာမတ်တို့ Mason Mount တို့ကအဓိကအခုလက်ရှိမှာအားကိုးနေရတော့ Fernandes ကတော့ပါကောင်းပါနိုင်တယ်ဗျာကွင်းလဲမှာ तू မပါလို့ရှိရင်ကအများတန်းဖြိုပြဲဖြစ်နေရဆို Fernandes ကတော့ပါလောက်တယ်ဒါပေမဲ့ Ahmad တို့ဒီ Mason Mount တို့ injury ဖြစ်တတ်တဲ့ကစားသမားတွေကြတော့သူတို့line up ထဲ risk ယူပြီးတော့ထဲချင်မှလည်းထဲလိမ့်မယ်ထဲကောင်းလည်းထဲနိုင်တယ်ပေါ့ဒါကြောင့်ဒါ line up ထွက်တော့မှပဲတေချာကြည့်ရမယ်ဒါပေမဲ့ဒီပွဲကတော့တေချာပေါက်ကြည့်လို့ကောင်းပါပါကျွန်တော်တရားဒီလုံးစောင့်နေတဲ့ပွဲစဉ်ဟိုမှအခုဒီပွဲကလည်းအရေးကြီးတဲ့ပွဲစဉ်မှာဖြစ်သွားကြတာဆိုတော့လေပို့ပြီးတော့ကြည့်လို့ကောင်းပါပါငကိုတည်းကဒီနှစ်သင်းတွေးလို့ရှိရင်အများတန်းမြန်ဆိုင်နဲ့ကြည့်ရတယ်ကြောအငင်းခုံနေနဲ့အများတန်းကြည့်ရတယ် Man fan ဆိုလို့ရှိရင်လည်း Man fan ညင်းတယ်ကြော Chelsea fan ဆိုလို့ရှိရင်လည်းကြော Chelsea ဘက်ကညင်းတယ်အများတန်းညင်းနေရတဲ့ပွဲကိုမှတကယ် Chelsea အတွက်ဆိုလို့ရှိရင်အဆုံးဖြတ်ပွဲဖြစ်သွားနိုင်တာဖြစ်တဲ့ကြောင့်မလို့ဒီပွဲကတော့ကျွန်တော်ပို့ပြီးတော့ထင်သားတာထက်ကိုပိုကြည့်ကောင်းမှာကတော့အသေးကြပါပဲအဲ့တော့ဒီပွဲစဉ်မှာကျွန်တော်တို့ဒါ United နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါ line နဲ့လေးတစ်ချက်လောက်ဒါပြောပြပေးလို့ပေါ့နော်ဒါ comment line နဲ့ပေါ့နော်ကျွန်တော်အထင်ပြောထားပေါ့ဟိုတိုက်စစ်ပိုင်းမှာဆိုရင်တော့ကျွန်တော်တို့ United မှာကရွေးချယ်ကြမရှိဘူးဗျာတိုက်စစ်က Whiteland တရားပဲကျန်တော့ Zazia injury ဖြစ်နေဆိုတော့ Whiteland နဲ့ပဲပွဲထလာလို့ရှိတယ်ဒါနေတော့နံပါတ်10နေရာမှာကြည့်မယ်ဆိုရင်ကျွန်တော်ဟို Gana Cho နဲ့ဒါ Mason Mount နဲ့တွဲပေးဖို့များတယ်ဘာလို့ဆိုတော့ Bruno Fernandes ကကွင်းလေကိုဖြည့်ကစားပြီးတော့နောက်တစ်ခုရှိတာက Casemiro Ugarte Bruno Fernandes ရဲ့ဒီကွင်းလေတွဲလုံးကအာမိုရင်တီဆောက်နေကြပြီဗျာသူရောက်ခဲ့တဲ့အတိုင်းပဲဒီကွင်းလေကိုအဓိကအထိုင်ချပြီးတော့ကစားဖို့အတွက်အဲ့တော့အခုလက်ရှိမှာကကွင်းလေကတော်တော်လေးတည်ငြိမ်လာလို့ပြောလို့ရတယ်Ugarte နဲ့ Casemiro တွဲလုံးကတော်တော်လေးကောင်းလာပြီဆိုတော့ဒီနေရာကိုဒါ first line နဲ့တော့ပေးဖို့များလောက်တယ်ဘာလို့ဒီလိုမျိုး Chelsea နဲ့တွေ့တဲ့ဒါပွဲစဉ်ပွဲကောင်းကြီးဆိုတော့ဒါပြည်သက်တိုင်းကလည်းအားလုံးကစောင့်ကြည့်ကြမှာဒီပွဲစဉ်မှာအဲ့တော့ကြောင့်မလို့ဒီပွဲစဉ်မှာကျွန်တော်ကတော့ခုနကကိုဆွဲပြောလို့ပေါ့ဒီEuropa League Final 22ရက်နေ့ကစားမှမှန်တယ်ဒါပေမဲ့လူစုံတော့3သွားလောက်တယ်လို့ထင်တယ်ဒီပွဲမှာပေါ့နော်အဲ့တော့ကိုစွဲအနေနဲ့ကျွန်တော်တို့ဒါဒီပွဲစဉ်မှာပေါ့နော်ဒါဘယ်အသင်းကနိုင်သွားမယ်လို့ထင်တယ်ဒါမှမဟုတ် Chelsea အနေနဲ့ကျွန်တော် United ကိုနိုင်မယ်လို့ထင်လား Chelsea fan တယောက်အနေနဲ့ပေါ့နော် Chelsea fan တယောက်အနေနဲ့မဟုတ်တာမန်တယောက်လူတယောက်အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့ဒီနေ့ပွဲကတေချာပေါက်မန်ယူထပ်ပို့ပြီးတော့ Chelsea အသင်းကအားဆိုင်မှာပဲရမှာ United ကဒီပွဲရှုံနိုင်လုံးဝပြဿနာမရှိဘူးသူတို့အောက်ဆင်းဖို့လည်းမရှိသူတို့တက်ဖို့လည်းမရှိတော့အဲ့လိုမျိုးဖြစ်တဲ့ကြောင့်မလို့ Chelsea ကဒီပွဲမှာကြော 100% အားကုန်ထုတ်ပြီးတော့သူတို့ကစားမရမယ်ဒီပွဲနိုင်သွားတယ်ဆိုလို့ရှိရင်တော့သူတို့စိတ်အေးလို့မရသေးဘူးနောက်ပွဲ Nottingham Forest နဲ့ရှိသေးတယ်ကြောတေချာပေါက်ကတော့ Chelsea အသင်းဒီအားကုန်ထုတ်ကတ်မယ်ဒီပွဲမှာသူတို့အနေနဲ့အနိုင်3မှတ်ရမှာပဲနောက်ထပ်မျှော်လင့်ချက်ဆိုတာသူတို့အတွက်ရှိမှာဖြစ်တဲ့ကြောင့်မလို့ဒီပွဲကိုတော့ Chelsea အသင်းကြောတေချာပေါက်အနိုင်ကစားလိမ့်မယ်လို့တော့ထင်တယ်ကျွန်တော် Chelsea fan မဟုတ်လို့လည်းပြောတာမဟုတ်ဘူးဒါပေမဲ့တေချာတိကြည့်မယ်ဆိုလို့ရှိရင်တော့ဒီရိုးရိုးတန်းတွေးမယ်ဆိုလို့ရှိရင်တော့ဒီတိုင်းတွေးကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော် Chelsea အသင်းကပဲဒီပွဲကဥဆောင်သွားလိမ့်မယ်လို့ထင်ပါတယ်ကျွန်တော်စိုးရိမ်တာလည်းခုရှိသေးတာပါ Chelsea အတွက်စိုးရိမ်တာပါဘာလို့ဆိုတော့အခုနောက်ဆုံးကျွန်တော်တို့ဒါရှီမန်ကစားခဲ့တဲ့ United ရဲ့ဒီ Premier League ဒါ3ပွဲကိုကြည့်မယ်ဆိုရင်ဗျာ1-1နဲ့လည်းရှုံးထားတယ်ရှေ့ကဒါ Brentford နဲ့လည်းရှုံးတယ်ဘုံမောက်နဲ့တည်ကြတယ်အဲ့တော့ United ကဒီပွဲစဉ်ကြီးမှာပဲ Chelsea ကိုကောက်နိုင်သွားခဲ့မယ်ဆိုရင်တော့ Chelsea အသင်းတော့ကတော့ဒါအိမ်မက်ဆိုးတစ်ခုလိုဖြစ်သွားတယ်ဘာလို့ဆိုတော့ Chelsea အသင်းဒီပွဲစဉ်မှာရှုံးသွားမယ်ဆိုရင် Chelsea လုံးဝတေချာပေါက်ဒီရာဒီမှာဘာဒါမျှော်လင့်ချက်မှမရှိတော့ဘူးဗျာ Champions League ဝင်လည်းမရဘူးအခုဒါ Conference League မှာကြည့်မယ်ဆိုရင်လည်း Conference League မှာကကျွန်တော် Real Betis နဲ့ကန်ရမှာတော့ Chelsea အသင်းမလွယ်ပြန်ဘူး Real Betis မှာလည်းခက်ခဲအောင်ပါပဲ Premier League မှာဆိုရင်လည်းအခုလည်း Champions League ဝင်ခွင့်ရဖို့ကတော်တော်လေးရုန်းကန်နေရတဲ့အနေအထားဆိုတော့Maresca အတွက်ကလည်းဒီပွဲစဉ်ကတေချာပေါက်ဟိုဒါနောက်ဆုံးအခွင့်အရေးတစ်ခုလိုဖြစ်နေတာပေါ့ဗျာဟုတ်တယ်
ဒီပွဲစဉ်နိုင်မှဒါချက်စီအတွက်နောက်ထပ်ကျွန်တော်ချန်ပီယံလိဝင်ဝင်ဆိုတာကမျှော်လင့်လို့ရအောင်ပါဗောနော် Nottingham Forest နဲ့ပွဲစဉ်လည်းမတိကြပြန်ဘူးဗော Nottingham Forest ကဒီရာဒီမှာတော်တော်လေးကောင်းတာ ဟုတ်တယ်ဒါပေမဲ့သူတို့ဒီရှေ့ပွဲက Leicester ကိုတေးကြသွားတာတော့သူတို့အတွက်ကတော်တော်လေးကန်ဆိုးသွားလို့ Chelsea အသင်းအတွက်ကတော့ကန်ကောင်းသွားတာပေါ့နော်ဘာလို့ Nottingham Forest က Leicester City ကိုနိုင်မယ်လို့တောင်ထင်တာအဲ့ပွဲစဉ်ကတော်တော်လေးအပြန်အလှန်သွင်းသွားပဲ Leicester City ကလည်းသူတို့ဘလို့ပဲဖြစ်နေဗျာသိတယ်မလားဂိုးတွေပါလိုက်သွင်းနေဆိုတော့ Nottingham Forest တော်တော်လေးတိုင်ပဲဝင်ရောက်ကြည့်ရှုနိုင်ဖြစ်ကြောင်းသတင်းကောင်းပိုင်းနဲ့နောက် season တွေမှာပြန်လည်ဆုံတွေ့ကြရမယ်ကျွန်တော်ကတော့ scene တစ်ဆက်သူဖဖလေးပဲဖြစ်ပါတယ်ကျွန်တော်ကတော့ကိုယ်ဆွဲပါ